ဖျားကုံတော်ပွားမယ်နော်ဖျားကုံတော်ဘာလို့ကြမလဲပွားမယ်ဂုံတော်ဘယ်နှပါးရှိလဲဆိုကြည့်ပါဣတိပိသောဘဂဝါအရဟံသမ္မာသမ္ဗုဒ္ဓောဝိရိဇာစရဏကမ္ပနောသူကတောလောကဝိတုအနုတ္တရောပုရိသဓမ္မတာရတိတထာဒေဝမနုဿာနံဗုဒ္ဓဘဂဝါအဲ့ဒါဂုံတော်ကိုပါလုံးနေ့စဉ်ရွတ်ပြီးတော့သွားနေလဲရတယ်နော်တခါကြီးစိတ်ချမ်းသာတယ်ဘုရားဂုံတော်ပွားရင်နော်တိတ်ကောင်းလား BND ရေလည်းကင်းတယ်ဒါကင်းလားဒါတော့ဒီအကျိုးတွေကိုဦးဇင်းတို့ကမလိုချင်တော့လဲရလာမှာဘုရားဂုံတော်ပွားရင်နော်နတ်တွေချစ်တယ်နတ်တွေစောက်ရှောက်တယ်လက်လာပါးတွေပေါ်လဲပြီးရင် BND ရေတွေကင်းတယ်ဒါတွေကသူ့အလိုလိုရောက်လာတာအဲ့ဒါတွေကတောင်းတစရာမလိုအဓိကဘုရားဂုံတော်ပွားလိုက်ရင်ချက်ချင်းလက်ငင်ရပါလဲဆိုတော့စိတ်ချမ်းသာဘာဖြစ်လဲပရိပွားလိုက်တာနဲ့ကိုယ့်ရင်ထဲမှာအေးချမ်းသွားတာဟုတ်တယ်မလားလောဘတွေဖြစ်နေတယ်ဘုဆိုမကျေနပ်ဘူးဘဒုကိုမကျေနပ်ဘူးဖြစ်နေချက်ချင်းပွားလိုက်ချက်ချင်းအေးချမ်းသွားတာဗုဒ္ဓရဲ့ဂုဏ်တော်ချက်ချင်းကိုတန်တိဋ္ဌိကိုမျက်မှောက်ကိုအကျိုးပေးတာဟုတ်ပြီလားနော်တေချာပွားကြည့်တော့ကြားနာတယ်မကြီးအဲ့မှာ